Hello အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ဒီဗီဒီယိုမှာအသက်အရွယ်ရဲ့လိုအပ်ချက်အကြောင်းကို sharing လုပ်ပြသွားမှာဖြစ်ပါတယ်ဘယ်သူဘယ်ဝပြောရဲဆိုတာကိုအတိအကျမသိတဲ့အတွက်တော့တောင်းပန်ပါတယ်ကဲဗီဒီယိုလေးစရအောင်ကျွန်တော်တို့မွေးကင်းစကလေးတငယ်ကနေအသက်10နှစ်ရွယ်အထိကလေးတွေကိုဝါချစ်စရာကောင်းလိုက်တာအဖေနဲ့တူလိုက်တာအမေနဲ့တူတယ်နော်ဒါမှမဟုတ်အဖိုးနဲ့တူလိုက်တာအဖွားနဲ့တူလိုက်တာ so cute ဆိုပြီးတော့ကျွန်တော်တို့ပြောကြပါတယ်ဆယ်ကျော်တဲ့အရွယ်ကနေအသက်20အထိလူငယ်တွေကိုဝါနုံထိုးထိုးနဲ့ချစ်ဖို့ကောင်းလိုက်တာနုံထိုးဆိုတယ်လို့ပေါ့ဘဝရဲ့အတွေ့အကြုံကိုနှုတ်သေးတယ်ဆိုတော့အထင်မခံဆွဲပကံဆိုတယ်လို့တခုခုဆိုရင်ထီလွယ်ခိုက်လွယ်ရှာလွယ်ပျက်စီးလွယ်တဲ့အရွယ်ဖြစ်ပါတယ်ဒါကြောင့်ဒီဆယ်ကျော်တဲ့အရွယ်မှာဘဝရဲ့အခက်အခဲအချိုးအကွက်အလက်အပြောင်းနဲ့ပြည့်နေတဲ့ဒီလောကရန်ကိုအနိုင်မခံအရှုံးမပြီးပဲကြမ်းခံတဲ့စေတဲ့နဲ့ကြော်လွှမ်းနိုင်အောင်ခွန်အားစိုက်ထုတ်လိုက်ပါအသက်30ရောက်လာတော့ကိုယ့်ရဲ့ခွန်အားတွေကိုတုံးလို့ဆွဲလို့ခိုင်းလို့ကောင်းတော့အကောင်းဆုံးအချိန်ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့တုံးလိုက်တဲ့အချိန်တွေကျွန်တော်တို့တုံးလိုက်တဲ့ခွန်အားတွေကိုပြန်ဆယ်လို့ပြန်ယူလို့ဘယ်တော့မှမရတော့ပါဘူးဒါကြောင့်ကိုယ့်ရဲ့အချိန်တွေကိုကိုယ့်ရဲ့ခွန်အားတွေကိုနောင်တမရလျောင်အကောင်းဆုံးအသုံးချလိုက်ပါအသက်40ရောက်လာတော့အသက်30တုန်းကအရွယ်လို့တော်လန်မရှိတော့ဘူးတခုခုတော့မယ်ဆိုရင်လေးလန်ဖြစ်လာပြီအသက်30တုန်းကလက်ကျန်ခွန်အားတွေရှိသေးတယ်ဆိုတော့ကိုတော့အားကိုလို့ရသေးတယ်ဒါပေမဲ့ကျွန်တော်တို့အသက်50ရောက်လာတော့စိတ်တော်တိုင်းကိုမပါနိုင်တော့ဘူးကိုငီမဲ့သူကိုလို့ချင်တာကိုလို့မဲ့ဇယငါဆိုတာလို့အလာပြီဘာကြောင့်လဲဆိုတော့အရာရာကိုယ်တိုင်ကမလုံနိုင်မခံနိုင်တော့ကြောင့်ဖြစ်ပါတယ်အသက်60ရောက်လာတော့ကိုယ့်ရဲ့ခွန်အားတွေက6ကလာပြီအသားအရည်တွေက6ကဖြစ်လာပြီအသက်80ရောက်လာတော့ကိုယ့်ရဲ့ခွန်အားတွေကအခွန်မဲ့ကြံပါတော့တယ်အဆန်မရှိတော့ပါဘူးအသက်80ရောက်လာတော့အယိုးရှိတွေကနာလာပြီယောဂတွေကလည်းကိုယ့်ရဲ့ကျန်းမာရေးကိုဈေးစစ်လာပြီအသက်90ရောက်လာတော့အရာရာအားလုံးကိုတိုးတပတ်အားကိုရပြီတင်းချိုင်းကုန်းကလည်းကိုယ်ဆောင်းမြောင်နေတယ်လမ်းမြင်နေရတယ်ခြေတလန်းရောက်နေပြီဆိုတော့ဒီဗီဒီယိုကိုကြည့်နေတဲ့မိတ်ဆွေကဘယ်အသက်အရွယ်ရောက်နေပြီလဲဘယ်အသက်အရွယ်ပဲရောက်ကျွန်တော်တို့ဟာတနေ့တစ်ချိန်ကြာလို့ရှင်တည်သွားမဲ့ဒီမျိုးတွေပါဘယ်အသက်အရွယ်ပဲရောက်အကောင်းဆုံးအသက်ရှင်လိုက်ပါလို့ခွန်အားပေးရှင်ပါတယ်ဒီဗီဒီယိုကိုအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်မိတ်ဆွေအတွက်တခုခုရလိမ့်မယ်လို့မျှော်လင့်ပါတယ်See you in the next video